တနေ့ဝင်လို့တမိုးချုပ်ပြန်ပြီနော်နေ့တနေ့ကုံဆုံးကနေအချိန်လေးတလုံးပဲဇက်တွေရလေမြန်လိုက်တာနော်ကိုမြန်လိုက်တာကျမတို့ဒီနေ့ဘာတွေရလိုက်တလဲတဲ့ကုသိုလ်ပညာဥစ္စာတဲ့တခုခုရရဲ့လားတဲ့ကိုယ့်ကိုစမ်းစစ်တာတိတ်တော့အားမရအောင်ဒီလိုပါပဲလိုအပ်ချက်လေးတွေကိုပြုပြင်ရင်နော်မကောင်းတာလေးတွေကိုပယ်ရင်ကောင်းတာလေးတွေကိုတိုးလုပ်ပြီးတော့ဒီလိုပဲကျမတို့ရှေ့ဆက်သွားရတာပဲနော်အခုအလုတ်ကပြန်လာတော့အိမ်ထဲတန်းဝင်သေးပဲနဲ့ပန်းမီလေးတွေရေလောင်းပြီးတော့ကဲပန်းမီလေးတွေကြီးပွင့်နေတာလေးတွေစိတ်မော့ပန်းဖြေပြီးတော့ချစ်တို့စကားပြောတာမွေးလိုက်တာဒီပန်းလေးရလဲလေမွေးလိုက်တာအရန်ကိုမွေးတာပဲတကယ်ကိုတဘာဝကျနဲ့လေးမွေးဤလို့တရုတ်စကားပွင့်လေးဆေးဘက်လေးဝင်နေဟဲ့အရန်ကိုမွေးတာပါပဲအမောကိုပြေးသွားတာပဲကဲကျမတို့တနေ့လုံးကျမတို့ရဲ့အာယုံ6ပါးတကား6ပေါက်ကနေပြီးတော့တလက်ဆက်ဝင်လာတဲ့အာယုံကြီးကျမတို့စီစစ်နိုင်တာလည်းရှိရဲ့မစီစစ်နိုင်တာလည်းရှိရဲ့နော်ကျမတို့ပုံပြီးတော့ဗျံပဓာနဲ့ဝင်လာတာလည်းရှိရဲ့နော်အဲ့တော့တနေ့တာအတွက်ကိုကျမတို့တနေ့တာကိုစစ်လေးကျမတို့မလိုတာတွေကိုရှင်းထုတ်ပြရမယ်နော်ရှင်းထုတ်ပြဖို့အတွက်ကျမတို့အချိန်လေးတစ်ခုပေးရမယ်အဲ့အချိန်လေးမပေးနိုင်ရင်ကျမတို့ကြာရင်အမိုက်ပုံမျိုးဖြစ်သွားပြီးတော့ကျမတို့ရှင်းရခတ်သွားမယ်နော်နေ့တိုင်းရှင်းဖို့မမေ့နဲ့နော်ရှင်းကိုရှင်းရမှာတကယ်တိတ်ကိုအကျိုးရှိပါတယ်တန်ဖိုးရှိပါတယ်ရှင်းဖို့ကြိုးစားကြနော်ရှင်းဖို့မမေ့ကြနဲ့နော်ရှင်းပြကြအောင်လို့တတိလာပေးတာပါဘလို့ရှင်းရမလဲဆိုတော့တတိပဋ္ဌာန်လေးနဲ့ရှင်းဖို့ရှင်ကျမတို့လူလဲရေချိုးမယ်စိတ်ကိုလည်းရေချိုးရမယ်လေနော်လူတွေမဟုတ်ဘူးကျမတို့စိတ်ကိုညစ်ပတ်နေတဲ့စိတ်ကလေးကိုတစ်နေ့လုံးပင်ပန်းနွမ်းနေပြီညစ်ပတ်နေတဲ့စိတ်ကလေးကိုကျမတို့တန့်ရှင်းလုပ်ရမယ်ရေချိုးရမယ်ဒါမှပင်ပန်းနွမ်းနေမှုတွေပြောင်းမှာပေါ့ရှင်လူကိုရေချိုးပြီးတော့တန့်ရှင်းသလိုစိတ်ကိုလည်းရေချိုးဖို့မမင်းနဲ့နော်အဲ့ဒါလာပြောတာပါရှင်အားလုံးအေးချမ်းကြပါစေမင်္ဂလာပြည့်တင်ဘေးရန်ကင်းရှင်းကြပါစေတောင်းတော်တတိတာကိုကုသိုလ်ပညာဥစ္စာအရယူပြီးဖြတ်သန်းနိုင်ကြပါစေရှင်